ဆရာတော်တွေတရားရှိရဲ့မြောက်ရင် Washington DC ရောက်မယ်10ရက်နဲ့17ရက်မှာနှစ်နေရအစည်းအဝေးရှိတယ်အဲ့ဒီမှာ17ရက်မှာညနေလို့ပြောတယ်17ရက်ညနေဆိုတော့သူတို့ကကျမတို့တဲ့ဆိုရင်24နာရီနောက်ကြတဲ့အတွက်17ရက်ညနေဟာကျမတို့ရဲ့12ရက်နေ့မနေ့ဖြစ်မယ်ရှင်ညနေကဘယ်ချိန်လဲတော့မသိဘူးညနေ9နာရီဆိုကျမတို့ကမနေ့9နာရီညနေ6နာရီဆိုကျမတို့ကမနေ့6နာရီညနေဘယ်ချိန်လဲ10နာရီဆိုကျမတို့ကမနေ့10နာရီအဲ့တော့ထင်တာတော့ကျမတို့9နာရီ6နာရီကြရတော့ထပြီးတော့မေတ္တာသုံးယူအိမ်မှာ YouTube မှာကြည့်လိုက်လို့ live ပေါ့ Facebook မှာလည်း live ရှိမယ်ထင်တယ်အဲ့ဒါဆိုလို့ရှိရင်တော့မေတ္တာသုံးယူလို့ရပါမယ်သူကအဲ့ဒီကျန်တဲ့နော် Richmond ပြောရမယ် Virginia တို့ဘာလို့ Georgia တို့အဲ့ဒါနေရာတိုင်းကိုတက်နိုင်ရင်စုပြီးတော့တစ်ချိန်တည်းမှာပေါ့သူတို့ American 17ရက်နေ့ညနေ Washington DC မှာလူ1000နော်မေတ္တာပို့ပါမေတ္တာကမ္မထံပွားမှာပေါ့ခါတဲ့အာကာသခါတဲ့လောကကြီးတို့မေတ္တာတတ်တွေ positive energy တွေပေါ့အပေါင်းအချစ်တွေအများကြီးမေတ္တာတွေပေးလိုက်မှာပေါ့ပေးလိုက်လို့ရှိရင်အဲ့ဒါတကယ်လို့ပေါ့ကျန်တဲ့လူတွေကပါတစ်ချိန်နဲ့ပေးရင်အရန်စွန့်အားကြီးတယ်ပေါ့နော်ဒါကျမတို့ဒီဗုဒ္ဓဘာသာပဋ္ဌာန်းတရားတော့အတူတူပဲဒါ positive wave တွေပေါ့ဘာကြောင့်ဆို positive wave တွေသွားရင်ကိုက positive effect ပြန်ရမယ်ပေါ့ကဘာကြီးငြိမ်းချမ်းမှာပေါ့နော်စစ်တွေလည်းမဖြစ်ဘူးနောက်ယောဂတွေလည်းမဖြစ်ဘူးကတ်ယောဂတွေလည်းမကြဘူးအဲ့ဒီအတွက်ကြောင့်မလို့ဆရာတော်ကပြောထားတယ်တောင်းပန်ထားတော့ကျမတို့ကဒီမြန်မာပြည်17ရက်နေ့ညနေကလေးကစောင့်ကြည့်လို့ဒါပေမဲ့ तू ကမနေ့ဖြစ်နေတယ်မရွတ်သေးဘူးဆိုရင်12ရက်နေ့မနေ့စောစောထပြီးတော့ရွတ်ရမှာပေါ့အချိန်ကိုကြည့်ရမှာပါကျမလည်းပြောပါမယ်အဲ့တော့မေတ္တာတုတ်အင်္ဂလိပ်လိုရှင်းပြမယ်မေတ္တာတုတ်ကကရဏီယမေတ္တာသုထတယ်နော် Buddha's words on loving kindness နော်သူကပါဠိကနေ translate လုပ်ထားတဲ့အင်္ဂလိပ်စာရှိပါတယ်အဲ့ဒါတော့ this is what should be done by one who is skilled in goodness ဒီဟာလုပ်တင်တယ်ဘလို့လူကလုပ်တင်လဲဆိုတော့ကောင်းသောသူတော်က and who knows the path of peace ငြိမ်းချမ်းရေးကိုငြိမ်းချမ်းသောလမ်းမကိုရှောက်တက်သောလမ်းစဉ်ကိုသိသောသူတော်ကောင်းနဲ့เนาะအဲ့ဒါကဒီမေတ္တာသုတ်ကိုရွတ်တင်တယ် let them be able and upright เนาะဆရာတော်ပညာကာယလို့ခါတယ်လုံနိုင်တယ် upright เนาะခါတယ်ရှောက်နိုင် straightforward and gentle in speech เนาะ gentle in speech ဆိုတာเนาะညင်ညင်သာသာယဉ်ကျေးသောစကားပြောမယ် humble and not conceited ဘဝင်ချမယ်ဆရာတော်ဥပညာကာရဆိုလေလူတိုင်းကိုခါတယ်ဘဝင်ချစွာမယ်ပြောတယ်ဘဝင်မြင့်စွာနဲ့အထက်စီရမပြောဘူး not conceited เนาะဘဝင်မမြင့် contented and easily satisfied ဒီသူတော်ကောင်းကသူက contented ဘာလေးပဲသူ့ကိုကတ်လေသူကရတယ်ဘာမဆိုကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေဒီစွန့်ကတ်တာသူ့ကိုနော် church တွေမှာပေးအိတ်တယ်နော် hotel တွေမှာပေးအိတ်တယ်မအိတ်ပါဘူး hotel ကန်းထဲမှာမအိတ်ဘူးသူဒုတင်ကကျင့်နေတာဆိုတော့ကျမ်းပေါ်မှာပဲအိတ်ကြတယ်နော်အဲ့လိုမျိုးပေါ့easily satisfied တိတ်ပြီးတော့ကြီးမများဘူးเนาะတင်းတိမ်ရောင်ရဲသောเนาะလောဘမရှိသောရောင်ရဲသောเนาะသူဖြစ်တယ်တဲ့ unburdened with duties and frugal in their ways frugal ဆိုတာအသုံးဖြုံးမရှိတာလေးနဲ့ပဲဘာသူတို့ဆိုရင်the bait ရှိတယ်သင်္ကန်းသုံးစုံဒါပဲပြီးလို့ရှိရင်လမ်းသွားတယ်လမ်းမှာတူများကတ်တာကိုဘာပဲကတ်နော်ရတာနဲ့ပဲသူတို့စွန်ဖုံးပေးတယ်တနေ့မှတနတ်ဖဲနော်တနတ်ဖဲဖုံးပေးတယ်နော်အဲ့တော့ peaceful ငြိမ်းချမ်းတယ် calm အေးချမ်းတယ် wise ဉာဏ်ရှိတယ် skillful နော်ကျွမ်းကျင်တယ်နော်သူတိပိဋကသုံးပုံပိဋကသုံးပုံကျွမ်းကျင်တယ်နားလေတယ်เนาะဖတ်ထားတယ်เนาะ not proud or demanding in nature ဘဝင်မမြင့်ဘူး
ငါ့ကိုဘာချွေးမှာငါတက်ဒေဝတက်လိုမျိုးဟာလား तू ပြောတယ်လေဟိုဖះရှင်လက်ထက်ကရွာထဲဝင်သွားရင်သွားပြီးတော့တက်လို့ပဲစားမယ်ပြောလို့မရဘူးလေသူများတွေကသူတို့အိမ်အတွက်ချက်ထားတာ family တွေကချက်ထားတာအသားဖြစ်မဲ့အရွက်ဖြစ်ဘာပဲဖြစ်ဖြစ်ကတ်ရင်ကိုကကြီးမများဘူး demand မလုပ်အောင်demand မလုပ်အောင်ဘာငါတို့ကဘာမစားညမစားလည်းမပြောအောင်เนาะကြားသားမြင်သားတော့မစားဘူးပေါ့ဒါပေမဲ့သူတို့ကကတ်တာကိုစားတယ် demand မလုပ်အောင်နော်ဖုန်ကြီးဆရာတော်ကနောက်တော့ let them not do the slightest thing that the wise would later reprove ဒီသူတော်ကောင်းကသူများတွေပေါ့ပညာရှိတွေကဲ့ရဲ့မဲ့အလုပ်ကိုမလုပ်ဘူးတဲ့နော်သူတို့တခုလုံးပညာရှိတွေကမြတ်စွာဘုရားအမြဲပြောတယ်သူများတွေကဲ့ရဲ့မဲ့အလုပ်ကိုမလုပ်ရဘူးတဲ့ wishing နော်ဒီသူတော်ကောင်းကဒီမေတ္တာကမ္မထံရွတ်မယ်ဆိုတော့ wish လုပ်မယ်ဆုတောင်းမယ် gladness and in safety may all beings be at ease နော်အားလုံးသောတတဝါများပေါ့နော်အဲ့ဒါကိုချမ်းသာကြပါစေပေါ့ကျမ်းမာကြပါစေ whatever living beings there may be ဘယ်အသက်ရှိဘသူမဆို whether they are weak or strong အားနည်းသူဖြစ်စေအားကြီးသူဖြစ်စေ omitting none ဘသူမှ omit မလုပ်ထားပါဘူး the great or the mighty ရန်အားကြီးတဲ့ရှင်ဘုရင်ကြီးတွေစစ်သူကြီးတွေဖြစ်ရင်လည်းဖြစ်မယ်တရိစ္ဆာန်ခါတဲ့စင်ကြီးတွေမြင်းကြီးတွေလည်းဖြစ်ရင် medium အလဲဖြစ်မယ် short or small เนาะပူသေးသေးအားနေတဲ့လူတွေလူကြီးကြီးကနေလူသေးသေးတရိစ္ဆာန်သေးသေးပေါက်စလေးဖြစ်မယ်ဘယ်သူမှမချန်ထားပါဘူးတဲ့ the seen and unseen မြင်နေရတဲ့သတ္တဝါရှိသလိုမမြင်ရတော့သူများလည်းရှိတယ်အဲ့ဒါတွေလည်းပါတယ် living near and far ဒီမှာနီးမျက်စိရှေ့မှာနီးတဲ့လူတို့မအဝေးကြီးမှာနေတဲ့လူလည်းပါတယ်တဲ့ those born and to be born မွေးပြီးသားလူမမွေးရသေးမဲ့လူတွေလည်းပါတယ် may all beings be at ease လို့သူကဆုတောင်းပေးမယ်အားလုံးဟာတက်တာရှိကြပါစေ let none deceive another တယောက်နဲ့တယောက်ပေါ့ deceive ပေါ့လိန်နာတွေပြူတာတွေမဟုတ်တာမလုပ်ကြပါစေနဲ့ or despise any being in any state เนาะတယောက်ကိုလည်းယွန်ရှာတာမနှစ်သက်တာမဖြစ်ပါစေနဲ့ဘယ်အခြေအနေမဆို let none through anger or ill will wish harm upon another တယောက်ကိုတယောက်เนาะရန်လိုခြင်းမရှိပါစေနဲ့စိတ်ဆိုးခြင်းเนาะရန်ပြုခြင်းခါတဲ့မကောင်းတာဖြစ်အောင်လုပ်ခြင်းဆူတောင်းခြင်းမဖြစ်ပါစေနဲ့မရှိပါစေနဲ့ even as a mother protects with her life her child her only child so with a boundless heart should one cherish all living beings ကိုယ့်ရဲ့အမေတယောက်ကသူ့ရဲ့မွေးထားတဲ့သားကိုခါတဲ့သက်ကာကွယ်သလိုချစ်သလိုပဲတဲ့နော် boundless ဟာနှလုံးပြေဝနဲ့ဒီမေတ္တာပို့တာရိုးပါဇက်ကနေ I love you မေအော်မဟုတ်နော်စိတ်ထဲကနေလုံးဝကိုသားလေးသမီးလေးတယောက်တည်းကိုကာကွယ်တဲ့မိခင်ရဲ့နှလုံးသားလိုပဲခါရရှိသမျှလူတွေကိုလုံးဝမေတ္တာပို့ပါတယ် radiating kindness to the entire world တကဘာလုံးကိုမေတ္တာပို့ပါတယ်တဲ့ towards the skies ကောင်းကင်ကိုရောတဲ့ downwards to the depths မြေကြီးအောက်ကိုရောတဲ့ outwards unbounded เนาะအပြင်ကိုခါတဲ့free from hatred and ill will အမုန်းမရှိရဘူးမကောင်းတဲ့ whether standing walking seated lying down free from drowsiness ရနေလားလမ်းလျှောက်နေလားထိုင်နေလားလဲနေလားလုံးဝအိမ်မငိုက်ဖဲနဲ့เนาะ one should sustain this recollection ဒီစိတ်ဓာတ်နဲ့เนาะThis is said to be sublime abiding, not holding fixed views. ဒါတွေတမချက်တွေဘာတွေမထားပဲနဲ့လုံးဝ pure hearted စိတ်နှလုံးဖြူစင်စွာနဲ့ clarity of vision မြင်လာတဲ့ရှင်းနေပြီးတော့တဲ့ free from sense desire လိုချင်တတ်မဲ့တဲ့စိတ်တွေလည်းမရှိဘူးတဲ့နောက်ပြီးတော့ not born again to this world ဒါကြောင့်မို့ဒီလူတတ်မဲ့စိတ်တွေမရှိတော့တဲ့အတွက်ကြောင့်မလို့လူပြန်မဖြစ်တော့ဘူးတန်တရားမလဲတော့ဘူးသူ့ရဲ့မေတ္တာတရားတွေကအားလုံးကိုခါတဲ့
မေတ္တာစစ်စစ်နဲ့တစ်ကမ္ဘာလုံးကိုပေးလိုက်တာပါတဲ့အဲ့ဒါမေတ္တာတုတ်ရဲ့အဓိပ္ပာယ်ဖြစ်ပါတယ်